Hello မင်္ဂလာပါကျွန်တော်ထူးပါကျွန်တော်ဒီနေ့ကတော့တော်တော်ကြီးအဆင်မပြေဘူးပေါ့နော်ဩစတြေးလျအောက်ဘက်မှာဒီရုပ်ရှင်တွေထဲမှာမြင်ရတဲ့ဩစတြေးလျအောက်ဘက်မှာကားပြတ်တဲ့အတွေ့အကြုံကိုယ်တိုင်နှစ်ဖူးတွေ့တူးတွေ့ကြုံတာပေါ့ကျွန်တော်လှုပ်တဲ့ဒီအနောက်ဩစတြေးလျမိုင်းဆက်ကားမောင်းပြီးလာရင်လည်းကျွန်တော်ကားလမ်းမှာဥပါကြီးဖြစ်ပြီးပြတ်သွားတယ်ရေထဲနှစ်ဖူးပဲပါတယ်ထည့်ထားပြီးဥပါကြီးကတအားဖြစ်တာတော့ဘလို့မဟုတ်ဘူးကားကိုဆက်ပြီးတော့မနှိုးရဲဘူးအဲ့ကြောင့်ရုပ်ရှင်တွေမှာရိုက်ပြဩစတြေးလျအောက်ဘက်မှာကားပြတ်လို့ရှင်တည်နိုင်တဲ့အထိဖြစ်တဲ့ရုပ်ရှင်တွေတည်သွားတဲ့လူတွေအကြောင်းရိုက်ပြထားတာနော်တကယ်အမှန်ကန်ပဲမကြည့်ကျွန်တော်ဒီမှာရက်နေတာတနားရီကျော်လောက်ရှိပြီဘယ်သူမှလည်းမလာဘူးဘယ်သူမှလည်းမရှိဘူးကျွန်တော်ရဲ့ရင်ကောင်တွေပဲရှိတယ်ဒီရင်ကောင်ကတော်တော်ပေါ်တာမျက်စိတွေရောနှာခေါင်းတွေရောအကုန်လိုက်ဝင်တာနေရာတည်တော့ဩစတြေးလျမှာတော်တော်ဆိုးတယ်ရင်ကောင်ကဘယ်နေရာရောက်လိုပဲဘဝမှာမမျှော်လင့်ထားတဲ့အခက်အခဲတွေကဘယ်နိုင်ငံမှာနေနေဘယ်နေရာရောက်ပုံစံမျိုးစုံနဲ့ကြုံရတတ်တာပဲတက်နိုင်အောင်ဒီဆိုင်ကြော်လွှားအောင်ပါပဲ